Shariah tema ka F2 မှာပါတဲ့ am is or was were နော်ဒီ A မှာဆိုလို့ရှိရင်ဒီ A ကိုတခြားလေးမှတ်ပြီးတော့ exercise မှာလည်းဒီ exercise 1.4မှာကို introduce myself လုပ်ရမယ်နော်A မှာဆိုလို့ရှိရင် my name is Lisa ကျွန်မနာမည်က Lisa ဖြစ်တယ် I'm 22ကျွန်မအသက်20နှစ်ရှိပြီ I'm not married အသက်ထားမဟုတ်ဘူး I'm American I'm from Chicago တော့အမေရိကန်လူမျိုး Chicago မှာနေရယ် My favorite color is blue သူအနှစ်သက်ဆုံးအရောင်ကအပြာရောင်ဖြစ်တယ် I am a student ကျောင်းသူတစ်ယောက်ဖြစ်တယ် My favorite sport are football and swimming သူအနှစ်သက်ဆုံးအားကစားကဘောလုံးကန်တာနဲ့ရေကူးတာ My father is a doctor and my mother is a journalist သူ့အဖေကဆရာဝန်တစ်ယောက်သူ့အမေကသတင်းစာဆရာမတစ်ဦး I am interested in art သူကပฏิပမှုစားတဲ့အနုပညာလက်ရာစွမ်းရည်ကိုသူကသဘောကျတယ်အဲ့ဒါတွေကကျတော့တရားမှတ်ထားပြီးတော့အဲ့ဒီ 1.4 လေးမှာ Look at Lisa's sentence unit 1A အဲ့လေးကိုကြည့်ပြီးတော့ Now write sentence about yourself ကိုယ့်အကြောင်းကိုပြန်ရေးရမယ် Name ကအမည် From ကဘယ်ကလာလဲ Is ကအသက် Job ကအလုပ်အကိုင် Marriage ကလက်ထပ်ထားလားသို့မဟုတ် single လား Favorite color or colors ကတစ်ခုလည်းဆိုရှင် color နဲ့ရေးမယ်နှစ်ခုဆိုရှင် colors နဲ့ရေးမယ် Interest in ကိုစိတ်ဝင်စားတာတစ်ခုခုကိုရေးမယ်နော်ဒီဟာတွေကဒီစာကိုကြည့်ပြီးတော့ IB မှာဆိုလို့ရှိရင် I am I he she is က singular we you they က plural he she is ဆိုလို့ရှိရင် is နဲ့ရေးရယ် his she's is we you they ဆိုရှင် are နဲ့ရေးရယ် we are you are they are negative မှာဆိုလို့ရှိရင် I'm not he is not she not he is not she not it is not is not လို့ရှိရင်ဒီမှာဆိုလို့ရှိရင် he isn't she isn't it isn't ဒီ isn't နဲ့ရေးတာကပိုလွယ်မယ်ဒီမှာဆိုလို့ရှိရင် I ကိုဖြောက်ပြီးတော့ apostrophe ထည့်တယ် he's not she not is not ဒီမှာဆိုလို့ရှိရင် O ကိုဖြုတ်ပြီးတော့ apostrophe T ထည့်လိုက်တယ် he isn't she isn't it isn't